မင်္ဂလာပါနေ့စဉ်ကျမ်းမှာ YouTube channel ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်တင့်မှာဘိုက်ပူလာတာဝလာတာအမြဲတမ်းနှုံးချိနေတာမျိုးရှိပါသလားဒါဆိုရင်တော့တင့်ရဲ့အသေးကိုအစီရီစတင်ဖုံးလွှမ်းနေပြီဆိုတဲ့သတိပေးချက်အသေးအစီဖုံးခြင်းဆိုတဲ့ယောဂစတင်ဖြစ်ပေါ်နေပြီဖြစ်ပါတယ်အသေးအစီဖုံးခြင်းယောဂဟာအစောပိုင်းမှာဘာလက္ခဏာမှမပြတတ်ပါဘူးဒါပေမဲ့မိမိတို့အနေနဲ့ပေါ့ဆနေမယ်ဆိုရင်ဒီအသေးအစီဖုံးတဲ့ယောဂကိုပေါ့ဆနေပြီဆိုရင်အသေး6တာတို့အသေးကင်ဆာတို့အထိဖြစ်သွားနိုင်ပါတယ်လူတိုင်းကလူတိုင်းမေးကြည့်လိုက်လူတိုင်းအသေးအစီဖုံးတဲ့သူကအခုခေတ်မှာလူတရားမှာအယောက်80လောက်ကအသေးအစီဖုံးနေတတ်ပါတယ်တချို့တလေကဒါမင်းလည်းငါလည်းအသေးအစီဖုံးရှိတာပဲဝါတာပဲဘာမှမဖြစ်ပါဘူးလူတိုင်းကတော့အသေးအစီဖုံးဖြစ်တာပဲဆိုပြီးတော့ပြောတတ်ကြတယ်ဒါပေမဲ့ပေါ့ဆဆမနေသင့်ပါဘူးအသေး6တာတို့အသေးကင်ဆာတို့အထိဖြစ်သွားနိုင်ပါတယ်ဒါကြောင့်မလို့ဒီကနေ့ဒီဗီဒီယိုမှာဆေးတောက်စရာလုံးဝမလိုဘဲနဲ့တင့်ရဲ့အသေးကအစီတွေကိုဖယ်ထုတ်ပြီးတော့တင့်ရဲ့အသေးသဘာဝအတိုင်းပြန်လည်ကောင်းမွန်လာစေမဲ့ထိရောက်တဲ့နည်းလမ်း၅တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1အချက်အနေနဲ့ကအချိုဓာတ်နဲ့ကာဗွန်ဟိုက်ဒရိတ်တွေကိုလျှော့ချရပါမယ်အသေးအစီဖုံးရခြင်းရဲ့အဓိကတရားခံကအချိုဓာတ်ဖြစ်ပါတယ်အချိုရည်တွေမုန့်တွေအဖြူရောင်ကစီဓာတ်ဥပမာအနေနဲ့အဖြူရောင်ကစီဓာတ်ကိုပြောရမယ်ဆိုရင်ထမင်းဖြူတို့ပါမုတ်ဖြူတို့အချိုရည်တွေမုန့်တွေကစီဓာတ်တွေကိုလျှော့စားပြီးတော့အမြင်ဓာတ်များတဲ့အစားအစာတွေကိုပြောင်းလဲစားသုံးပေးရပါမယ်အမြင်ဓာတ်များတယ်ဆိုတာအသီးရွက်များများစားလို့ပြောတာပါနံပါတ်2အချက်အနေနဲ့ကကျန်းမာရေးနဲ့ညီညွတ်တဲ့အစီများကိုရွေးချယ်ရမှာပါအစီတိုင်းကမကောင်းတာမဟုတ်ပါဘူးအမြန်စာတွေမှာပါတဲ့စီကြော်စာတွေကိုရှောင်ပြီးတော့အသေးကိုအကျိုးပြုတဲ့အိုမီဂါ3ပါဝင်တဲ့ငါးအဆီအဆန်နဲ့တန်လွင်စီတို့ကိုစားသုံးပေးသင့်ပါတယ်အခုခေတ်မှာကတော့ကျွန်တော်တို့ဒီလက်ရှိမြန်မာပြည်နဲ့အနေအထားနဲ့ပြောရမယ်ဆိုရင်ဒီမကောင်းတဲ့စီတွေကများနေတယ်ပေါ့ချက်စီတွေချက်စီတွေစားသုံးနေတာများနေပါတယ်ဒါကြောင့်မလို့အသေးမှာအစီဖုံးရတဲ့တရားခံကဒီကောင်းကြောင်လည်းများပါတယ်နံပါတ်3အချက်ကကိုယ်လက်လှုပ်ရှားမှုနဲ့လေ့ကျင့်ခန်းပုံမှန်လုပ်ပေးရပါမယ်ဒီနေ့ကိုအနည်းဆုံးမိနစ်30ခန့်လမ်းကိုလျှောက်ပေးရပါမယ်လမ်းလျှောက်တဲ့အနေအထားတစ်ခုမှလည်းပုံမှန်မဟုတ်ပါဘူးခတ်တွတ်လေးလျှောက်ပေးရပါမယ်ဒါမှမဟုတ်ဘူးဆိုရင်ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုလုပ်ပေးမယ်ဆိုရင်မိမိတို့ရဲ့ခန္ဓာကိုယ်တွေကပိုရှံနေတဲ့အစီတွေကိုလောင်ကျွမ်းစေပြီးတော့အသေးတွေကအစီတွေကိုရော့ကျစေပါတယ်နံပါတ်4အချက်ကိုယ်အလေးချိန်ကိုထိန်းညှိရပါမယ်ခန္ဓာကိုယ်အလေးချိန်ရဲ့9%ကနေ10%လောက်အထိလျှော့ချနိုင်တာနဲ့တင်အသေးအစီဖုံးခြင်းကိုတိတိတသာစေပါတယ်ဒါပေမဲ့အစာအငတ်ခံပြီးရုတ်တရက်ကိုယ်အလေးချိန်ချတာမျိုးတွေ
လုံးဝမလုပ်သင့်ပါဘူးအဲ့လိုလုပ်မယ်ဆိုရင်အသေးကိုပို့ပြီးတော့ထိခတ်စေနိုင်ပါတယ်ဒါကြောင့်မလို့ဖြည်းဖြည်းချင်းပဲဒီ weight ကိုချသင့်ပါတယ်ပေါ့နံပါတ်5အချက်အနေနဲ့ကတော့အဲ့ဒါကတော့အရေးကြီးဆုံးအချက်ဖြစ်ပါတယ်အရက်သေးတာကိုရှောင်ကျဉ်ရပါမယ်အရက်ကြောင့်ဖြစ်တဲ့အသေးအဆီဖုံးခြင်းအရက်တောက်ခြင်းကြောင့်ဖြစ်တဲ့အသေးအဆီဖုံးခြင်းမဟုတ်ရင်တော့အရက်တောက်ခြင်းကအသေးရဲ့အဆီချေဖြတ်တဲ့လုပ်ငန်းစဉ်တွေကိုနှောက်ယှက်ပြီးတော့အခြေအနေကိုပိုဆိုးစေနိုင်ပါတယ်เนาะဒါကြောင့်မလို့အရက်သေးစာတောက်စားတာကိုလည်းရှောင်ကျဉ်ရမှာဖြစ်ပါတယ်เนาะအသေးအဆီဖုံးတာကအစောပိုင်းဘာလက္ခဏာမှမပြတတ်ပါဘူးเนาะသူကအေးဆေးဆေးနဲ့သူကလူသက်သမားလို့ပါပဲပေါ့เนาะဒါကြောင့်ဒီဘိုက်ပူတာမျိုးတွေအမြဲလုံးချိနေတာမျိုးတွေရှိလာခဲ့မယ်ဆိုရင်เนาะစေယုံစေကန်းတွေမှာ ultrasound ရိုက်ကြည့်ဖို့เนาะမမေ့ပါနဲ့เนาะတက်ကျွမ်းတဲ့ဆရာဝန်တွေနဲ့ပြသဖို့လုံးဝမမေ့ပါနဲ့เนาะအသေးအဆီဖုံးတဲ့ယောဂါကိုကျွန်တော်တို့မကာကွယ်ဘူးဆိုရင်เนาะအသေး၆တာတို့အသေးကင်ဆာဖြစ်နိုင်တဲ့အဆင့်အထိရောက်သွားနိုင်တာမို့လို့เนาะကြည့်ရှုနေတဲ့ပရိသတ်များအားလုံးအနေနဲ့เนาะမိမိကိုယ်ကိုမိမိဂရုစိုက်ပါလို့ပြောချင်ပါတယ်